အခုချိန်မှာဆိုလို့ရှိရင်ကျွန်တော်တို့အထူးဆုတောင်းဖို့အချိန်ဖြစ်ပါတယ်အထူးဆုမတောင်းခင်မှာကျွန်တော်တခုလေးကျွန်တော်ရဲ့ဥက္ကဋ္ဌကမနေ့ညချင်းညခိုင်းနေအောင်ပေါ့လေဒီခဏနေကျရင်ကျွန်တော်ဝတ်ပြုအစည်းအဝေးပြီးလို့ရှိရင်နိုင်ဝန်နာပြီးတော့ EC အစည်းအဝေးပုံမှန် EC အစည်းအဝေးရှိတယ်ဆိုတာကိုဥစွာကျင်းညာလိုပါတယ်ဥက္ကဋ္ဌကိုစားပေါ့လေ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 ဥစွာကျင်းညာလိုပါတယ်ဥက္ကဋ္ဌကို
LCF member တွေက baptism မင်္ဂလာခံယူခဲ့တဲ့သူတွေရှိလို့ရှိရင်လေဒီနေ့ထိဘုရားရှင်ကသူတို့ကိုလမ်းပြတဲ့အတွက်ကြောင့်သူတို့အတွက်လည်းပဲကျွန်တော်ဆုတောင်းမယ်ဒါပြီးတော့အကုလာမှာကျွန်တော်ရဲ့ LCF ညအကုမောင်နှမများတွေကထိမ်းများလက်ထပ်ခဲ့တဲ့သူတွေဒီလမှာသူတို့ရဲ့တူရီခေလာမှာသူတို့ရဲ့လ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 တူ
တွေ့တရားလူငွေကိုပေးတဲ့တူရီတွေ့ရောတရားလူငွေကိုဖျားရှင်ရဲ့လက်ထဲမှာဆက်ကပ်ပါမယ်။ကျန်တဲ့အရာကြတော့ကျွန်တော်တို့ပုံမှန်တောင်းတဲ့အချက်တွေကိုကျွန်တော်တို့ဆုတောင်းဖို့ဖြစ်ပါတယ်။အားလုံးဖျားရှင်ရဲ့ရှေ့မှာဝိညာဉ်ပြုလို့ဆုတောင်းဖို့ရန်အတွက်ယေရှုနာမ၌ဖိတ်ခေါ်ပါတယ်။အားလုံးဆုတောင်းကြပါစို့။လူသားတို့၏ကိုယ်ွယ်ရာဖြစ်တော်မူသောထာဝရမြတ်စွာဘုရားရှင်ကိုရတီနေလည်းပဲကျွန်တော်တို့စင်ကာပူမှာရှိတဲ့ LCF မှာကိုရီတာသမီများဤကဲ့သို့ဝတ်ပြုခြင်းအစီအစဉ်ပြုလုပ်နိုင်ဖို့ရအတွက်ရောက်ရှိတဲ့မြတ်စွာဘုရားပို့ဆောင်တဲ့အတွက်ကြောင့်ကိုရတီနေလည်းပဲကျွန်တော်ကြောင်းလုံးခဲ့တော့တပတ်တာလုံးမှာကျွန်တော် LCF မှာကိုရီတာသမီများကျွန်တော်အလုပ်လုပ်တဲ့နေရာမှာတော်တော်ကောင်းကြောင်းသွားတဲ့နေရာမှာတော်ပြုလုပ်နိုင်ဖို့ရအတွက်ရောက်ရှိတဲ့ကိုရလမ်းပြကိုရပြကြုံတွေ့ခဲ့တော့အရာများကောင်းသည်ဖြစ်စေဆိုကျွန်တော်ကြောင်းလုံးခဲ့တော့တပတ်တာလုံးမှာကျွန်တော်ဒီနေ့နေ့ဒီမှာကိုရပြကျွန်တော်အလုပ်လုပ်တဲ့နေရာမှာတော်တော်ကောင်းကြောင်းသွားတဲ့နေရာမှာတော်တော်ကောင်းကျွန်တော်လမ်းပြပို့ဆောင်ခဲ့တဲ့အတွက်ကြောင့်ကိုရပြကြုံတွေ့ခဲ့တော့အရာများကောင်းသည်ဖြစ်စေဆိုသည်ဖြစ်စေကိုရပြကျွန်တော်ဒီလူသားဖြစ်တဲ့အားလျော်ဒီနေ့နေ့ဒီမှာကိုရပြကိုဤကဲ့သို့ဝတ်ပြုနိုင်တဲ့ကိုရန်အတွက်အရောက်ဆိုကြောင့်ကျွန်တော်ဒီလမ်းပြပို့ဆောင်ခဲ့တဲ့အတွက်ကြောင့်ကိုရပြဦးစွာကျေးဇူးကန်တုံးပါဖြစ်ကျွန်တော်ပြုမိခဲ့တော့ကိုရပြကျွန်တော်ဒီလူသားဖြစ်တဲ့အားလျော်စွာဖြစ်တရားရဲ့ပဲမမှုကိုခရစ်တော်ရဲ့အသွေးတော်အားဖြင့်စင်တို့ကြောင့်ကျွန်တော်ဒီဝိညာဉ်တော်အားဖြင့်ကာမနောကံတရှင်ကန်တုံးပါဖြစ်ကျွန်တော်ပြုမိခဲ့တော့ရောက်စီတိုင်းကိုကိုရမအားများလည်းရှိနိုင်ပါတယ်ထို့အမှာကိုရပြဒီနေ့ဒီလမ်းပြပို့ဆောင်ခရစ်တော်ရဲ့အသွေးတော်အားဖြင့်စင်ကြယ်ခြင်းပေးလာတန်တော်အချိန်များ၌လည်းဝိညာဉ်တော်အားဖြင့်ပို့၍လမ်းပြပို့ဆောင်တရှင်တတ်တော်သူများဖြစ်စေတဲ့ကျွန်တော်ဒီချိန်မျိုးမှာကျွန်တော်အစာတော်မူပါဘာကြီးမှာဒုက္ခဆင်းရဲတဲ့နေ့ဒီလမ်းပြပို့ဆောင်ခဲ့တဲ့အတွက်ကျေးဇူးတော်ချီးမွမ်းလေးလာတန်တော်အချိန်များ၌လည်းကျွန်တော်မျိုးကိုပရိသတ်သမီးများတချို့ဒီအလုံးအစိမပြေတဲ့အတွက်ကျွန်တော်ဒီချိန်မျိုးမှာကျွန်တော်ကိုရာကြီးမှာဒုက္ခဆင်းရဲခံနေတဲ့များကိုကိုရောသိပါတယ်ကာလမှာပရိယခက်ခဲမှုများကိုသူတို့ဒီ LCF ကကိုရောမှာပရိသတ်သမီးများတချို့သူတို့ရဲ့အလုံးအစိပြေနိုင်ဖို့ရလည်းပဲကိုရောပြသူတို့ပါတယ်ကောင်းချီးပေးကိုရောပြသူတို့ရဲ့ကျွန်တော်ရဲ့ညကိုပါတယ်များထဲကသူတို့ရဲ့ခက်ခဲမှုများကိုသူတို့ချုပ်ပြီးတော့အလုံးလုံးနေကြတော့သူများလည်းပဲရှိပါတယ်သူတို့ရဲ့အဖြစ်ကြောင့်ပြင်းနိုင်တော့ရလည်းပဲတာသမီးများလည်းရှိကောင်းချီးပေးတော်မူပါကိုရောပြထိုးအချိန်မျိုးများကျွန်တော်ရဲ့ညကိုပေါင်းများထဲကကိုရပြယောဂီမှာထွက်ပြီးတော့အလုံးစုံနေကြတော့သူတို့တဲ့ COVID-19 ယောဂါကကိုရပြကြောင်းပြန်တက်နေတော့သူများလည်းပဲတာသမီများလည်းကိုရကာကွယ်
ကိုရဖျားထိုးအချိန်မျိုးနိုင်ပေးလေကိုရဖျားကျွန်တော်အလုံးလုံးနေရာမှာကိုရဖျားယောဂဝေဒနာအလုံးစုံအထူးသဖြင့် COVID-19 ယောဂကနေအရောက်စီတိုင်းကိုဆက်လက်ပြီးတော့ဒီနေ့ထိကိုရဖျားထိုးတဲ့မိမိအကဲတော်လာတဲ့ဖြစ်စေအကြောင်းအမျိုးမျိုးကြောင့်ကျွန်တော်အလုံးလုံးတဲ့နေရာမှာကျွန်တော်ရှိတဲ့နေရာမှာတရရဲ့ပြတာမှာကိုရဖျားတမ်းမှာတော့မိပါကကွယ်မှာစာတော်မူပါကိုရဖျားထမ်းမှာကိုရဖျားထိုးတဲ့မကမိမိအလုံးကြောင့်ဖြစ်စေအကြောင်းမျိုးမျိုးကြောင့်စိတ်အားငယ်သောသူများလည်းရှိထားပါလေတော်မူပါတရရဲ့တက်တာမှာဆက်လက်ပြီးတော့ဒီနေ့တက်ချင်းကိုခံစားပြီးတော့ LCF ကိုရဖျားထမ်းမှာလာတော့စိမှန်တင်တူတင်သားများထဲကနေလည်းပဲကိုရဖျားပြန်အောင်ငယ်သောသူများကိုမွေးနေ့ကြာရောက်တဲ့အားပေးတော်မူပါရှိမှာကိုရဖျားဆက်လက်ပြီးတော့သူတို့ကိုလည်းပဲဒီသူတို့မွေးတဲ့ကျွန်တော် LCF အဖို့လာထိတိုင်အောင်တင်တူတင်သားများထဲကနေကြောင့်ကိုရကျေးဇူးကိုရဖျားဒီအောက်ကုတ်လာမှာဒီနေ့သူတို့မွေးနေ့ကြာရောက်တဲ့ကနေစာပြီးတော့လာတန်တော်ရှိမှာဖြစ်ပါလေပဲကိုရဖျားသူတို့ကိုလည်းပဲဒီသူတို့မွေးတဲ့လာရာတိအောက်ကုတ်လာထိတိုင်အောင်ဖျားကောင်းချီပြီးကိုရလမ်းပြပို့ဆောင်တဲ့သူတို့ခက်ခဲတဲ့ချိန်မျိုးမှာလည်းပဲသူတို့နဲ့ဒီနေ့သူတို့မွေးလာရာတိကနေသူတို့ဝမ်းသာတဲ့ချိန်မှာလည်းချိန်များမှလည်းပဲတူပါရှိမွေးနေ့ပေါင်းများစွာမွေးလာဖျားသူတို့ဒီကြုံတွေ့နိုင်ဖို့ရကိုရဖျားထာမှာလာတော့ကောင်းချီပြီးလာဖျားသူတို့ခက်ခဲတဲ့ချိန်မျိုးမှာလည်းပဲသူတို့နဲ့ကိုရမစာကောင်းချီပြီးတော့ပါသူတို့ဝမ်းသာတဲ့ချိန်မှာဒီအခုလာမှာကျွန်တော်တို့ LCF ကိုရဖျားသူတို့ဒီနှစ်ချိန်ကိုရဖျားထာမှာလာတော့ကောင်းချီပြီးလာဖျားကိုခန်းစားနိုင်ပါလေတရဒီဒီဒီတိုင်းအောင်ကိုရလမ်းပြကိုရဖျားထိုးတဲ့မကဒီအခုလာမှာတရရဲ့တက်တာမှာ LCF ကိုရဖျားထဲကဝိညာဉ်ချင်းမင်္ဂလာခံတဲ့လာရဖျားအတွက်ရတဲ့တော့တရဒီဒီနေ့ထိတိုင်းအောင်ကိုရလမ်းကပို့ဆောင်တဲ့အတွက်ကြောင့်ကိုရဖျားတရရဲ့တက်တာဒီတရရဲ့တက်တာမှာကိုရဖျားဆန္ဒမနိုင်နောက်ဆက်ချင်းဝိညာဉ်တော်ခံစားတဲ့ချင်းများကိုရဖျားအတွက်ထိုဆုံဆန်းနှုတ်ဆက်ချင်းတော်မြင်နိုင်ပါတဲ့များဖြစ်စေဖို့ဝိညာဉ်တော်အားဖြင့်သူတို့ကိုအစဉ်ကိုရဖျားတရရဲ့တက်ဒီမှာဖြတ်ထုတ်တယ်ပြဆန္ဒမနိုင်နောက်ဆက်ချင်းဝေညာခံစားတဲ့ချင်းများတင်တာညာတဲ့ကထိုဆုံဆန်းနှုတ်ဆက်ချင်းများကိုမင်္ဂလာဆောင်ခဲ့တဲ့တွေ့ရလည်းပဲရှိဝိညာဉ်တော်အားဖြင့်သူတို့ဒီမင်္ဂလာဆောင်တော်မူပါဆောင်တဲ့လာရတဲ့ဖြတ်ထုတ်တယ်မကသူတို့ရဲ့မိသားစုသူတို့ရဲ့ထောင်စုများကိုတင်တူတင်သားများတဲ့ကအကုလာယာတီမှာသူတို့ရဲ့တက်တာမှာဆောဖျားကိုကြောင်းရလည်းရှိထောင်မိသားစုသူတို့ဒီနိုင်ငံတော်ဆောင်တဲ့လာယာတီရောက်မိသားစုပျော်ရွှင်ငြိမ်းချမ်းသောမိသားစုသူတို့ရဲ့ထောင်စုများကိုကောင်းချီးပေးတဲ့ကြောင့်သူတို့ရဲ့ယေရှုတင်ပါတယ်သူတို့ရဲ့တက်တာမှာကိုရဖျားကိုကြောင်းရသောအိမ်ထောင်မိသားစုကိုရဖျားဤနိုင်ငံတော်အတွက်ဆက်ကတော်အိမ်ထောင်မိသားစုပျော်ရွှင်ငြိမ်းချမ်းသောမိသားစုဖြစ်စေဖို့ရတဲ့နိုင်ငံတွေနဲ့ကိုရဖျားဆက်လက်ကိုဝဲခြင်းလူစေဖို့တဖို့သာသနာအလူတော်လကောင်းပွဲတော်ကိုရဖျားဆက်လက်ပြီးတော့ကိုရဖျားထိုးတဲ့မှာဒီနေ့မှာမိဘမေကိုရဖျားရဲ့ခြေစွတော်ကိုချီးမွမ်းပြီးတော့အလှငွေတော်တနိုင်ငံတွေနဲ့ဝတ်ပြုကိုပဲခြင်းလူစေဖို့တဖို့ကိုရဖျားရဲ့သာသနာများတော်လကောင်းပွဲတော်မင်္ဂလာအလှတော်လကောင်းတို့အလုံးလုံးကိုရဖျားထိုးတဲ့မှာမိဘမေပေးခဲ့တဲ့ကြောင့်ဥပုံနေ့အလှငွေတော်ဆက်လက်ပြီးတော့အလုံးလုံးဆရာမတန်းချတော့ချင်းရရှိကိုရဖျားရဲ့သာသမီများရဲ့တာမှာကြားမှာချင်းငြိမ့်တဲ့ချင်းကိုခံစားပြီးတော့အလုံးလုံးခဲ့တော်အချိန်များလိုက်ကိုရလမ်းပြတို့ရဲ့မိသားစုအချက်တော်လကောင်းပို့ရင်ပါတယ်တို့ဆက်လက်ပြီးတော့အလုံးလုံးရဲ့နေရာမှာအောင်မြင်ချင်းရရှိတော့တို့ရဲ့တာမှာကြားမှာချင်းငြိမ့်တဲ့ချင်းကိုခံစားပြီးတော့ကိုရဖျားရဲ့နိုင်ငံတော်ကိုရဖျားရဲ့လူကိုတို့ရဲ့မိသားစုအတွက်တော်လက်ခံတော်ယူပြီးကိုရရဲ့နိုင်ငံတော်ငါပိုင်းဆိုင်ရာမှာချင်းပြန်ပို့ရန်အတွက်ကိုရိုနေအလှငွေပေးထလာကြတော့ကိုရိတာသမီများကိုဆက်လက်ကောင်းချပါတယ်တော်မူပါကိုရဖျားရဲ့လူကိုကျွန်တော်တို့ငွေကိုလည်းပဲကိုရလက်ခံတော်မူပြီးကိုရိနိုင်ငံတော်အတွက်ကိုရိကတော့ခြေပြန်ပို့ရန်အတွက်ဆောင်ပြုတဲ့တာသမီများအတွက်လည်းပဲတရိယာဆူတောင်းပေးပါလိုက်ပြန်ပြီးတော့အလုံးလုံးတဲ့နေရာမှာလည်းအရှင်ပြေပြီးတော့ကိုရဖျားရဲ့ဆက်လက်ပြီးတော့ကျွန်တော် LCF မှာရှိတဲ့ကိုရဖျားဒီ department ဒီကစီဦးဆောင်များတဲ့တာသမီများအတွက်လည်းပဲတရိယာဆူတောင်းပေးပါတော်မူပါတို့အလုံးလုံးတဲ့နေရာမှာလည်းပဲဆက်လက်ပြီးတော့ကျွန်တော်ရဲ့နိုင်ငံတော်ကိုပို့ရကိုရဖျားအမှုတော်လုံးမှာကိုရဖျားဒီဘုံတော်ထင်ရှားစေဖို့ရန်ကိုရပါဝင်နိုင်သောတူများဖြစ်စေဖို့ရန်လည်းပဲကိုရမေတ္တာရဖွဲ့ဖြစ်စေမှုပါကိုရမဆာ CF ကိုလည်းပဲဆက်လက်ကိုရဖျားဆက်လက်ရကျွန်တော်ကိုရဖျားသာသနာလုံးမှာကိုရပါဝင်နိုင်သောကျွန်တော်သာသနာပြုဖို့ရန်အတွက်မေတ္တာရဖွဲ့ဖြစ်စေတဲ့ဆရာနေနိုင်ရဲ့မိသားစုကိုလည်းပဲကိုရဖျားဆက်လက်ရကျွန်တော်တို့ပြုတော်မူပါဆက်လက်သာသနာလုံးကလို့လည်းပဲကိုရဖျားနိုင်ငံတော်အတွက်ပို့ရတယ်ကျွန်တော်သာသနာပြုဖို့ရန်အတွက်လည်း GI မှာဆက်လက်ထားတဲ့ဆရာနေနိုင်ရဲ့မိသားစုကိုလည်းပဲကိုရဖျားဆက်လက်အသုံးပြုတော်ဒီစာဝန်တွေခက်ခဲတဲ့ချင်းကိုရဖျားနိုင်ငံတော်အတွက်ပို့ရထိုအခက်ခဲများကိုအောင်အနှံ့နိုင်သောဝ
ဝိညာဉ်တော်သားသမီးမိသားစုများဖြစ်စေဖို့မဆာကောင်းချီးပေးတော်မူပါသူတို့ဒီစာဝန်နေခက်ခဲတဲ့ချိန်မျိုး၌ပင်ထိုခက်ခဲများကိုအောင်မြင်နိုင်အထူးသဖြင့်ဝိညာဉ်တော်အဖြစ်ကျွန်တော်ယင်အမ်ပါအဖွဲ့ကနေကျွန်တော်ဆွေးနွေးကိုလည်းပဲပို့ရတဲ့သာသနာလုပ်ငန်းမှာပါဝင်နိုင်တဲ့အတွက်ပရမစာတော်မူပါစီကိုလည်းပဲအထူးသဖြင့်ဖြတ်ကောင်းနေမှာကျွန်တော်ဒီ ENM အစီအစဉ်ကိုရွေးဆွဲကနေကျွန်တော်အစီအဝေးလုပ်ဒီအစီအစဉ်များကိုတော့မြင်ဖို့ရလို့စတော့ဒီစီမံကိန်းကိုရောဖျားစီကိုလည်းပဲကိုရောဖျားကောင်းချီးရွေးဆွဲခဲ့တော့ကျွန်တော်ဒီအစီအစဉ်ကိုရွေးဆွဲခြင်းတဲ့ကိုရောသာသနာလုပ်ငန်းဒီအစီအစဉ်များကိုအောင်မြင်စွာလှုပ်ဆောင်နိုင်တော့သူဒီကိုရောဖျားတာစီဖြစ်ပါတယ်ကျွန်တော်ရေးဆွဲခဲ့တော့အစီအစဉ်ကိုရောဖျားသာသနာလုပ်ငန်းတခုပြီးတခုကျွန်တော်ကိုရောမေတ္တာလုပ်ငန်းအတွက်အောင်မြင်စွာလှုပ်ဆောင်နိုင်ဖို့ရောက်စီတိုင်းကိုပါနဲ့ကျွန်တော်ဖျားဆက်လက်ရကျွန်တော်နဲ့တက်ဆိုင်တော်မိသားစုဝင်များကိုရောဖျားရနေရဝေးမြန်မာပြည်နိုင်တော့မေတ္တာရချမ်းနိုင်တော်ကောင်းရှိနေကြတယ်ကိုရောသားစုရွှေမျိုးများတို့လည်းပဲတရိယာစုကိုရောဖျားဆက်လက်ရကျွန်တော်နဲ့တက်ဆိုင်တော်မိသားစုဝင်များရနေရဝေးမြန်မာပြည်နိုင်တော်ကောင်းရှိဝိုင်းချမ်းနိုင်တော်ကောင်းရှိနေကြလျက်ကိုရောဖျားကောင်းရွှေမျိုးများတို့လည်းပဲတရိယာစုတောင်းပေးပါတယ်တိုင်းမှာရှိတဲ့နေရာတိုင်းမှာကိုရောဖျားကိုချီးမွမ်းလေကိုရောဖျားထမ်းလာတော့အော်ရတဲ့ချင်းဝမ်းမြောက်ခြင်းပြောဆိုရောက်လို့ခံစားလျက်ကိုရောဖျားကိုရမေလို့ဒီကနေခံစားဖို့ရန်ရှိတဲ့နေရာတိုင်းမှာကိုရောဝိညာဉ်တော်အဖြစ်ဖျားကိုရောကောင်းချီးပေးတော်မူပါကိုရောဖျားကိုအားကိုရောဖျားနိုင်ငံနဲ့တက်ရှိတီမှာရောက်လို့မျိုးများဖြစ်ပြီးတော့မိမိရှိတဲ့မိမိရထိုင်တဲ့ပတ်ဝန်းကျင်အတွက်တော်လို့ရှိတဲ့နေရာတိုင်းမှာတင်းတော်အတွက်တော်ကိုရောဖျားနိုင်ငံတော်အတွက်တော်ကိုရောဖျားကိုအားကိုလေကိုရောဖျားနဲ့အသက်ရှင်တော်လူမျိုးများဖြစ်ပြီးတော့မိမိရှိတဲ့မိမိနေထိုင်တဲ့ပတ်ဝန်းကျင်တိုင်းချင်းမိမိနေထိုင်တဲ့အခုရှိတိုင်းချင်းတင်းတော်ဖျားနိုင်ငံတော်အတွက်တော်လည်းကောင်းမိမိတောင်းပါတယ်ဖက်ကနေကိုရောဖျားကျေးဇူးတင်ပါတယ်ဒီနေ့ကျွန်တော်တို့ဖြစ်ရှင်ဖို့ရန်ကိုရောကောင်းခြင်းလို့ရောက်စီတိုင်းချင်းပါနာကြမယ်တခုစီတိုင်းချင်းတင်းတော်ကျွန်တော်ရဲ့တက်တာမှာကျွန်တော်ရဲ့ဆက်တာမှာလမ်းပြတော့ကိုရောဖျားကျေးဇူးတင်ပါတယ်ဒီနေ့ကျွန်တော်ဝတ်ပြုခြင်းအစီအစဉ်ကိုလည်းပဲကိုရောကောင်းချီးပေးတော်မူပါအထူးသဖြင့်ကျွန်တော်ကြားနာကြမယ်နှုတ်ကပတ်တော်ကိုကောင်းချီးပေးလေကျွန်တော်ရဲ့တက်တာမှာကျွန်တော်ရဲ့တက်တာကိုလမ်းပြတော့နှုတ်ကပတ်တော်ဖြစ်စေဖို့ရန်ကိုရောကောင်းချီးပေးတော်မူပါအချိန်တိုင်းအားလုံးကိုကိုရောလက်ထက်၌ပြန်လဲဆက်ကလေးယေရှုနာမ၌ဆုတောင်းကြပါတဲ့ရှင်သာရမြတ်စွာဘုရားရှင်အာမင်ဒီနေ့ကျွန်တော်ဆက်လက်ပြီးတော့ဖျားရှင်ရဲ့နှုတ်ကပတ်တော်အဖြစ်ခွန်အားယူဖို့ဖြစ်ပါတယ်ကျွန်တော် LCF ယုံကြည်သူများအားလုံးနှုတ်ကပတ်တော်အဖြစ်ခွန်အားယူဖို့ရန်အတွက်ယေရှုနာမ၌အားလုံးကိုဖိတ်ခေါ်လိုပါတယ်ဒီနေ့ကျွန်တော်ကြားနာကြမယ့်နှုတ်ကပတ်တော်ကတော့တီရှင်ယောဟန်ခရစ်ဝင်ကျမ်းအခန်းကြီး1အခန်းငယ်30ကနေ34ဖြစ်ပါတယ်ရှင်ယောဟန်ခရစ်ဝင်ကျမ်းအခန်းကြီးတင်းအခန်းငယ်30ကနေ34ဖြစ်ပါတယ်အားလုံးကြားနာကြပါစို့ငါမရှိမီရှင်းတဲ့တည်ဖြစ်၍ငါထက်သာ၍ကြီးမြတ်တော်သူသည်ငါနောက်ကြွလာသည်ဟုငါဆိုရ၌ထိုသူကိုဆိုလို၏အစကထိုသူကိုငါမတိသို့တော်လေထိုသူကိုဣသေလလူတို့အားထင်ရှားစေခြင်းဟာငါသည်ယင်၌ဗတ္တိဇံကိုပေးလျက်လာ၏ထိုမှတပါဝိညာဉ်တော်သည်ကောင်းကင်မှချုံငယ်ကဲ့သို့ဆင်းသက်၍ထိုသူ၏အပေါ်၌နားတော်မူသည်ကိုငါမြင်ရပြီအစကထိုသူကိုငါမတိယင်၌ဗတ္တိဇံကိုပေးစေခြင်းဟာငါကိုစေလွတ်တော်မူသောအချင်းတူ၏အပေါ်၌ဝိညာဉ်တော်ဆင်းသက်၍နားတော်မူသည်ကိုတင်ဒီမြင်လျင်ထိုသူကတန်ရှင်တော်ဝိညာဉ်တော်၌ဗတ္တိဇံပေးတော်သူပေသည်ဟုမိန့်တော်မူသည်နှင့်အညီငါသည်မြင်၍ထိုသူသည်ဖျားသခင်၏သားတော်ဖြစ်တော်မူကြောင်းကိုတက်တေခံသည်ဟုယောဟန်ဆို၏ပတ်ချတော်ရဲ့နှုတ်ကပတ်တော်ပေါ်ဖျားရှင်ကောင်းချီးပေးပါစေဒီနေ့ကျွန်တော်ခွန်အားယူဖို့ရန်အတွက်ခေါင်းစဉ်ကတော့ပါလဲဆိုလို့ရှိရင်five arms of baptism baptism မင်္ဂလာရဲ့အဓိပ္ပာယ်5မျိုးဆိုတဲ့ဟာပဲဖြစ်ပါတယ် baptism မင်္ဂလာခံယူခြင်းရဲ့အဓိပ္ပာယ်5မျိုးဖြစ်ပါတယ်ဟာတာလေးတစ်ခုပြောချင်ပါတယ်ပါစတာက
nene yet the Mateo go body, Nichemengala pera body. So to go Kodwa bro, Eriteo Pastaga, Chonte Kodwa bro, Nichemengala pere. So Nichemengala pera. Patama to go ye teman, Nipalide, Nilai pira to go pian sweatode. So to go mira body. Kamya Critone, Crito tweet the la, Crito go me the la, so bro, mira. Ready chain canelua, Matuibu, so bro, pian pure body. Tabro erane pastaka, Matui de usoro, the capian bron, nip yande, and a cacha charlie nip biro, to go pian sweato like de kama, me pian Yeshune tuibila, so bro, mira. Matuibu, so bro, pian pure piande. So pastaga. Nene Seto Larene, two bare. The solution so brought to go Sabinko Nene Nanale Swebro, Pian Yetema, Pian Te like. So, Eriching Maro Chachale to go Yetema, Nipalide volley, Nipiro, Nanale to go Pian Sweto Palipiro, Yeshune, Tuibila, Akura, Tuibila, so bro. Mira. The Chemengla Caneluga, Papian Pio the solution. Yeshu ne Matuibu, Akule Matuibu, Yeshuga Tiniama, one Dwara, Mahobutine, the Chaniama, two one Dwara Tineng, Amatuibu. Turn the Chemengla, can you chin Sura? Dear Pim, a Pimpan Tarante, a ton Tarango, a Tika, Piochine, a ya Pipare. So the Chemengla Sura Charo. Korean nima imatama a ye pare a kaya jare aya general Korean time attain or time a chin tone aya taku pipare. So the general Korean the low beta cha the Nichim Mangala general Korean nima shire Nichim Mangala ne sent to the haribody the cha padari galibe chin tong jare. Oma pe Judah pada solution. Circumcision a pian teaching body through car gentone. The Amyotari body through Muela bro she miauma droga a ye pian teaching circumcision low period. So that by solution through car the Utah Lu Pite Suraku confirm loaded in a circumcision load up pit. Hello, general the Boda Bada Maleveti the Boshi Yemanitaro Mobi me the Boda Bada. One day out and in a confirm loaded the ball body. That ballet solution simple body, Kaleri. The Gorama Yaso Payaga send on him Yao Yen Kaleri, simple yame, low pure, they may now Paima. The sing on him Mayao Yen Lebe a co solution Kaleri body, Shinne con his solution Bota Padarica, simple period. So Piotana Taga drew Bota Pada when Pite a jango. They are one Ludi Shin Cha Droga confirm loaded the ball pity. Anyway, Islam Bada Malebe Shide, Droga, below called the resolution Shahada low core. The Droye Islam Yongji Cheko, they are one Ludi Shin Cha, Jano Islam Bada one Pipi Sore the Bone Lodeha. A Myotami solution Gon Hippide Chima, throw attack Gon Hippide Chima through loaded. A Myota solution set and Hippide Chima through. At set and him through loaded. So, Tochina Pada Tea Taima, Di Pada one Pite a Jango, Pompore, and in through ceremony reloaded Hari Pada Tea Taima Shi. Elove, General Korean Di Maleve, Baptism Sorehaka, Imatama, Akaya Jare, a Yipare, a Yapidi. The General Korean Jate Malebe, the Ateno Aliboli. The baptism go the Korean Tanga, at the end of Tanga baptism go Jendong Chai Salvation Army, getting Chentan at the end of Netacho Nene Lun at the end of Anesuka Lelo body. So Salvation Army at the end of solution baptism, Droma Sacrament, Puero Mengala Lemashibu, baptism Le Mashibu. Wapilo Droga, baptism go Droga, Mayong Low, Machai Low. Mahobu. The baptism sore ham yoga apien pan san lon ne bole. So aton tarang kube atika truka taro. The ceremony ne sign ne the bomb yorico.
Salvation Army ကမလုပ်ဘူးပြောချင်တာပါလဲဆိုလို့ရှိရင်ကျွန်တော်ခရိယန်တိုင်းကအတင်းတော်တိုင်းကနှစ်ချင်းမင်္ဂလာကိုကျင့်သုံးကြတယ်ဆိုတာကိုပြောချင်တာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်နှစ်ချင်းမင်္ဂလာခံယူခြင်းဆိုတာကကျွန်တော်ကျမ်းစာထဲမှာကြည့်တဲ့အခါမှာဣသေလလူမျိုးတွေကမကျင့်သုံးဘူးတမန်ကျမ်းစာထဲမှာနှစ်ချင်းမင်္ဂလာဆိုတာမရှိပေမဲ့အနှစ်သာရအတိတ်ပဲတူတဲ့ဟာမျိုးတွေပေါ့လေရှိတယ်ဥပမာဖြင့်ရေနဲ့ဆေးကြောချင်းရေကိုသူတို့ကပါတွက်သုံးတယ်လေဆိုလို့ရှိရင်တမန်ကျမ်းစာမှာဒီဆေးကြောဖို့ရန် cleansing တခုခုကိုဆေးကြောဖို့ရန်အတွက်အထူးသဖြင့်zipro hey တွေသူတို့က zip ပူစော်ပြီးတဲ့ချိန်မှာပြန်ထွက်လာတဲ့အခါမှာသူတို့လက်ကိုရေနဲ့ဆေးလေးရှိတယ်ပြောချင်တာရေကိုတန့်ရှင်းစင်ကြယ်တခုခုကိုဆေးကြောဖို့ရန်အတွက်အသုံးပြုတယ်အထူးသဖြင့်ဣသေလလူမျိုးတွေကဒီဘေဘလုံနိုင်ငံကနေကျွန်းခံပြီးတော့ပြန်လာပြီးတဲ့နောက်ပိုင်းမှာဆိုလို့ရှိရင်ဒီဣသေလလူမျိုးရဲ့ဘာသာဖြစ်တဲ့ဂျုဒဘာသာမှာလည်းပဲဂိုင်းကနာတွေအများကြီးပဲကွဲတယ်ပေါ့လေဆိုတော့အဲ့ဒီချိန်မှာတချို့ဂိုင်းတွေကဒီဂျုဒဘာသာထဲမှာရှိတဲ့ဂိုင်းတချို့က baptism ကိုကျင့်သုံးခဲ့ကြတယ်ဆိုတော့ဒီ purification အတက်တာမှာတန့်ရှင်းစင်ကြယ်ခြင်းကိုပြဖို့ရန်အတွက်တော်၎င်းဒါပြီးတော့ဂျုဒလူမျိုးမဟုတ်တဲ့တိုင်းတပါလူမျိုးတွေ Gentile လူမျိုးတွေဂျုဒဘာသာဝင်ထဲမှာဝင်လာတဲ့ချိန်မျိုးမှာဒီ baptism တို့ကိုပေးလေရှိတယ်ဆိုတာဒီဣသေလလူမျိုးရဲ့တမိုင်းကိုလေ့လာတဲ့အခါမှာတွေ့ရတယ်ဆိုတော့ဓမ္မတိကျမ်းစာမှာကြတော့အထူးသဖြင့်ဒီ baptism မင်္ဂလာအကြောင်းကိုဟောပြောတတ်တဲ့ခံတဲ့လူကbaptism ဆရာယောဟန်ဖြစ်ပါတယ်ဆိုတော့ယေရှုခရစ်မကြွလာခင်မှာသူကမေရှိယကြွလာတော့မယ်ဆိုတဲ့အကြောင်းကိုသူဟောပြောတတ်တဲ့ခံပြီးတော့သူက baptism နေပေးခဲ့တယ်ဆိုတော့ယေရှုခရစ်ကလည်းပဲဒီ baptism ဆရာယောဟန်စီမှာသူနှစ်ချင်းမင်္ဂလာခံယူခဲ့တယ်ဆိုတာကျွန်တော်တို့တွေ့ရပါတယ်ဆိုတော့ကျွန်တော်မေဆီယာကပါလဲဆိုလို့ရှိရင်ယေရှုခရစ်ကဘာဖြစ်လို့ baptism မင်္ဂလာခံတာလဲသူ့မှာအပြစ်လည်းမရှိဘူးသူဟာဖျားသားလည်းဖြစ်တယ်ဘာဖြစ်လို့ baptism မင်္ဂလာကို baptism ကိုယေရှုကခံဖို့လိုတယ်လဲဆိုတာမေဆီယာတခုရှိပါတယ်ဆိုတော့ baptism ဆရာယောဟန်ကသူ့ကို baptism မပေးချင်ဘူးဒါပေမဲ့အတင်းနဲ့ဒီယေရှုက baptism ဆရာယောဟန်ရှိမှသူ baptism မင်္ဂလာကိုသူခံခဲ့တယ်ပေါ့လေဘာဖြစ်လို့သူက baptism မင်္ဂလာကိုခံခဲ့တယ်လဲဆိုလို့ရှိရင်ပထမအချက်ကပါလဲဆိုလို့ရှိရင်သူဟာလူသားဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်လူသားတွေရဲ့လိုအပ်တဲ့အရာတိုင်းကိုသူကလှုပ်ဆောင်တယ်ကျွန်တော်လူသားတွေက baptism မင်္ဂလာဒီဘုရားသခင်မှာပြောင်းလဲပြီးတော့ပြောင်းလဲတဲ့အနေနဲ့ baptism ကိုခံဖို့လိုတဲ့အတွက်ကြောင့်ယေရှုကလည်းပဲ baptism မင်္ဂလာကိုခံယူတာဖြစ်တယ်ဒါပြီးတော့နောက်တစ်ခုကပါလဲဆိုလို့ရှိရင်ယေရှုခရစ်က baptism မင်္ဂလာကိုခံယူတဲ့အကြောင်းရင်းကသူကသူ့ကိုဆေလွတ်တဲ့ဖျားသခင်ရဲ့စကားကိုလုံးဝနာခံတဲ့အကြောင်းကိုပြတာဖို့ရန်အတွက်ဖြစ်တယ်သူဟာ baptism မင်္ဂလာခံယူပြီးတော့ဒီလောကလူသားများကိုကယ်တင်ဖို့ရန်အတွက်ဖျားသခင်ရဲ့စကားကိုနာခံပြီးတော့သူကားတိုင်ပေါ်မှာအတေခံရတဲ့အထိဖျားသခင်ရဲ့စကားကိုနာခံတဲ့အကြောင်းကိုပုံတက်တဲ့အနေနဲ့ပြတဲ့အတွက်ကြောင့်သူ baptism မင်္ဂလာကိုခံယူတဲ့အကြောင်းဖြစ်ပါတယ်။ဒါပြီးတော့ကျွန်တော်ချမ်းစာထဲမှာယေရှုခရစ် baptism မင်္ဂလာခံယူတဲ့အကြောင်းကကျွန်တော် gospel ၄ခုစလုံးမှာမာသဲမာကုလူကာယောဟန်၄ခုစလုံးကယေရှုခရစ် baptism မင်္ဂလာခံတဲ့အကြောင်းကိုကျွန်တော်တွေ့ရပါတယ်။ဒါပြီးတော့သူ baptism မင်္ဂလာခံတဲ့အခါမှာဒီတန်ရှင်တော်ဝိညာဉ်တော်ဖြစ်တဲ့ဒီဂျုံးခဲ့လည်းပဲသူ့ရှိမှာကြွလာတယ်ဆိုတာကျွန်တော်တွေ့ရပါတယ်ဆိုတော့ဒီနေ့အတိတ်ကပြောချင်တာပါလဲဆိုလို့ရှိရင်ကျွန်တော်ခရိယာနိကအသင်းတော်တွေကဘာဖြစ်လို့ baptism မင်္ဂလာကိုအသုံးပြုကြတယ်လဲကျွန်တော်အထူးသဖြင့် Protestant ဖြစ်တဲ့ကျွန်တော် Protestant အသင်းတော်တွေကဒီမင်္ဂလာနှစ်ခုရှိပါတယ်ကျွန်တော် sacrament နှစ်မျိုးရှိပါတယ်ပွဲတော်မင်္ဂလာနဲ့ baptism မင်္ဂလာဆိုပြီးတော့နှစ်ခုကျွန်တော်ကျင့်သုံးပါတယ်ဒါပေမဲ့Roman Catholic အသင်းတော်ကတော့သူတို့9ခုရှိပါတယ်ဒါပေမဲ့အဲ့ဒီ9ခုထဲမှာ baptism မင်္ဂလာနဲ့ပွဲတော်မင်္ဂလာနှစ်ခုလည်းပဲပါပါတယ်ပြောချင်တာပါလဲဆိုလို့ရှိရင်ဒီ baptism မင်္ဂလာဒီကျွန်တော်
ခရိယန်တိုင်းအတင်းတော်တိုင်းကကျင့်သုံးတဲ့အရာဖြစ်တယ်ဆိုတာကိုပထမဆုံးပြောချင်တာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ဒီ baptism မင်္ဂလာကိုကျွန်တော်တို့ကဘာဖြစ်လို့ခံယူရလဲဆိုခရစ်တော်ကသူ baptism မင်္ဂလာခံယူခဲ့တဲ့အတွက်ကြောင့်ကျွန်တော်တို့ရဲ့လေခံယူခဲ့တာဖြစ်ပါတယ်ဆိုဒါဆိုလို့ရှိရင်ဒီ baptism မင်္ဂလာရဲ့အတိတ်ပဲကပါလေဘာဖြစ်လို့ကျွန်တော်တို့က baptism မင်္ဂလာကိုခံတာလဲဆိုတဲ့ဟာအဓိကအဖြစ်5မျိုးနဲ့ဒီနေ့ကျွန်တော်ခွန်အားပေးလို့တာဖြစ်ပါတယ်ပထမအချက်ကပါလဲဆိုလို့ရှိရင်ကျွန်တော်ခရိယာနေယုံကြည်သူတွေ baptism မင်္ဂလာခံယူခြင်းဆိုတာဘာအတိတ်ပဲလဲဆိုလို့ရှိရင်ခရစ်တော်ရဲ့တည်ခြင်းနဲ့ရှင်ပြန်ထမြောက်ခြင်းကိုရှင်ပြန်ထမြောက်ခြင်းမှာတွားပြီးတော့ပါဝင်ခြင်းဖြစ်ပါတယ်ခရစ်တော်ရဲ့တည်ခြင်းနဲ့ရှင်ပြန်ထမြောက်ခြင်းမှာပါဝင်ခြင်းဖြစ်ပါတယ် participation in Christ death and resurrection ဖြစ်ပါတယ်ခရစ်တော်ရဲ့တည်ခြင်းနဲ့ရှင်ပြန်ထမြောက်ခြင်းမှာကျွန်တော်ပါဝင်ခြင်းဖြစ်ပါတယ်ပြောချင်တာကကျွန်တော်လည်းပဲခရစ်တော်ရဲ့တည်ခြင်းမှာတွားပြီးတော့ပါဝင်တယ်သူ့ရဲ့ရှင်ပြန်ထမြောက်ခြင်းမှာပါဝင်တယ်ဆိုတဲ့တဘောဖြစ်ပါတယ်အထူးသဖြင့်ရေမှာနှစ်ချင်းခံနေဟာပါလေရေမှာနှစ်ပြီးတော့ရေထဲမှာနှစ်တယ်ဆိုတဲ့အတိတ်ပဲကခရစ်တော်ရဲ့တည်ခြင်းနဲ့သူကဒီတင်းချိုင်းထဲမှာသူမြုပ်နှံခံရခြင်းတဘောဖြစ်ပါတယ်ရေထဲမှာနှစ်ချင်းဆိုတာခရစ်တော်ရဲ့တည်ခြင်းနဲ့တင်းချိုင်းထဲမှာမြုပ်နှံခြင်းကိုခံရခြင်းတဘောဖြစ်ပြီးတော့ရေထဲကနေပြန်ပြီးတော့ထလာခြင်းကပါလဲဆိုလို့ရှိရင်ခရစ်တော်တည်ခြင်းကိုအောင်မြင်ပြီးတော့ထမြောက်ခြင်းကိုပုံဖော်တဲ့အရာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ယုံကြည်သူတွေလည်းပဲ baptism ခံယူခြင်းဆိုတာပါလဲဆိုလို့ရှိရင်ကျွန်တော်အပြစ်တရားကနေတည်ခြင်းအပြစ်တရားမှာတည်ပြီးတော့ဖျားသခင်မှာကျွန်တော်ရှင်ပြန်ထမြောက်တဲ့အရာကိုဖော်ပြခြင်းတာဖြစ်ပါတယ်ကျွန်တော်ပါစတာကနေရေထဲမှာနှစ်လိုက်ခြင်းကအပြစ်တရားမှာကျွန်တော်တို့လုံးဝတည်သွားပြီးတော့ပါစတာကကျွန်တော်ကိုရေထဲကနေပြန်ပြီးတော့ထခိုင်းတဲ့အရာကဒါကကျွန်တော်အပြစ်တရားကနေပြန်ပြီးတော့ရှင်ပြန်ထမြောက်ခြင်းဒီအပြစ်တရားမှာတည်တဲ့အရာကနေကျွန်တော်ပြန်ပြီးတော့ရှင်ပြန်ထမြောက်ခြင်းကိုပုံဖော်တဲ့အရာဖြစ်ပါတယ်အဲ့ဒါကြောင့်ဒီနှစ်ချင်းမင်္ဂလာခံယူခြင်းဆိုတာပါလဲဆိုလို့ရှိရင်ခရစ်တော်ကတည်ခြင်းတရားကိုအောင်မြင်ပြီးတော့ရှင်ပြန်ထမြောက်တဲ့အရာမှာကျွန်တော်သွားပြီးတော့ပါဝင်ခြင်းဖြစ်ပါတယ်ကျွန်တော်တည်ခြင်းကျွန်တော်ဒီအပြစ်တရားကိုအနိုင်ယူခြင်းဆိုတဲ့သဘောဖြစ်ပါတယ်အပြစ်တရားကိုအနိုင်ယူပြီးတော့အပြစ်တရားမှာကျွန်တော်တည်ပြီးတော့ခရစ်တော်မှာတိတဖန်ပြန်ပြီးတော့ရှင်ပြန်ထမြောက်ခြင်းဖြစ်ပါတယ်ဂလာတိအခန်းကြီး2အခန်းငယ်20မှာရှင်ဘောလုကပါပြောတယ်လေဆိုလို့ရှိရင်ငါသည်ခရစ်တော်၌ခရစ်တော်နဲ့လက်ဝါးကားတိုင်မှာတည်ပြီဆိုတော့ဒါပြောချင်တာလဲဆိုလို့ရှိရင်ကျွန်တော်ဟာခရစ်တော်မှာခရစ်တော်အားဖြင့်အပြစ်တရားကိုအနိုင်ယူတဲ့အကြောင်းကျွန်တော်အပြစ်တရားမှာတည်တဲ့အကြောင်းကိုဒီမှာပြောချင်တာဖြစ်ပါတယ်ကျွန်တော်ရဲ့အပြစ်တရားတွေဟာရေထဲမှာကျွန်တော်နစ်မြုပ်တယ်လို့ပဲကျွန်တော်ရဲ့အပြစ်တရားတွေဟာမြုပ်နှံခြင်းကိုခံရပြီကျွန်တော်အပြစ်တရားကိုအနိုင်ယူပြီအပြစ်တရားကိုနိုင်ပြီးတော့အတိတ်သောအသက်တာနဲ့အောင်မြင်သောအသက်တာနဲ့ကျွန်တော်ရှင်ပြန်ထမြောက်ခြင်းကိုနှစ်ချင်းမင်္ဂလာခံယူခြင်းကနေဖော်ပြတဲ့အရာဖြစ်တယ်ဆိုတာကိုပထမဆုံးပြောချင်တာဖြစ်ပါတယ်ဒုတိယအချက်ကပါလဲဆိုလို့ရှိရင်နှစ်ချင်းမင်္ဂလာခံယူခြင်းဆိုတာအတိတ်ပြုပြင်ပြောင်းလဲခြင်းဖျားသခင်ကကျွန်တော်ကိုခရစ်တော်အားဖြင့်အတိတ်ပြုပြင်ခြင်းကိုခံရတဲ့အကြောင်း new creation ကျွန်တော်ရဲ့အသက်တာပြောင်းလဲပြီးတော့ဖျားသခင်ရဲ့ရှေ့မှာအတိတ်ပြုပြင်ခြင်းခံရတဲ့အတိတ်သောအသက်တာကိုဖော်ပြတဲ့အရာဖြစ်ပါတယ်အခုနပြောသလိုပဲကျွန်တော်ဟာအပြစ်တရားထဲမှာနှစ်ချင်းခန္ဓာကအပြစ်တရားထဲမှာတည်ပြီးတော့ရှင်ပြန်ထမြောက်တဲ့အရာဖြစ်ပါတယ်ဆိုတော့ရှင်ပြန်ထမြောက်တဲ့ယုံကြည်သူတယောက်ရဲ့အသက်တာဟာအတိတ်တော်အသက်တာဖြစ်ပါတယ်ရှင်ဘောလုကခုနကျွန်တော်ဖတ်ထားတဲ့ကာတိ20မှာငါဟာခရစ်တော်နဲ့အတူလဲဝါကားတိုင်မှာတည်ပြီဆိုတော့ကျွန်တော်အသက်မရှင်တော့ဘူးဒါပေမဲ့ကျွန်တော်အထဲမှာခရစ်တော်ကအသက်ရှင်ပြီကျွန်တော်ရဲ့အထဲမှာခရစ်တော်ကအသက်ရှင်ပြီဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဟာအတိတ်လူတိဖြစ်ကြတယ်ကျွန်တော်ဟာအတိတ်တော်အသက်တာကိုပိုင်ဆိုင်တဲ့သူတွေဖြစ်တယ်ဆိုတာကိုဖြစ်ချင်းမင်္ဂလာခံယူခြင်းကဖော်ပြချင်တာဖြစ်ပါတယ်ပြောချင်တာပါလဲဆိုလို့ရှိရင်
Nichen Mangala can you chansura? Crito Arpit General Yashire, Crito go Yongji Biro General Yashire, Atito, Atepta go General Pong Pore Ayapibae. Yosanagan Nichen Mangala can you read the John? Ye Tema General one net the John General, Tipu Pinchin Kanyara, Mobene. A Tipu Pinchin Kanyare Ayago, Pong Pore, Anine, General Nichen Mangala can you Rapibae. So ye John General. A deep pit am open a crypto are pit general got deep pit. Area deep pit a yago general bone pore anine general gun hitching canchin pipare, solago or popia china pipare. Doesn't I can hitch mengla can you chin sora a tito a dead taco pine sign chin pite. General Tamahon Chanzama kuna piodolube, ye sorago, a pale solution, cleaning. Magone Matan Shine Ayarigo Se Jore Ayago Pong Pore Anine Tamahong Chansama Donkera General Tuyabare Shenyo Hangalebe Ba Jong Hobiro to Nichimengla pay the resolution Nonda Taya Jong to Hobiro to Nichimengla pay la Pipare Payade Kingo Mesia Joa La Rome a Jong Dimesia Joa La Rome a Jongo Yongji Lekane Biro Nonda Yade Durigo Dugan Hitchim Mengla Pira Pipare. Redojong Hitchim Mengla can you chansora? A bit the Yagani, Nonda, the Yaya Biro, Piadikin, yes, Shema, Crito, Apia, Dipupian Chink, Kanyare, Yongji Duriga, lowly Shide Aya Pipare. So Hitchim Mengla can you chansora? A detta, a tito, a detta go Crito Apia Yashi, Ayago. Pompore symbol the coup pipare. Hata Nichen can you chine sign a hata little kubole. Rapale solution. A yet the Matiaka to a yet piachin. A yet piachin of palo de solution. Na yes set all of pito boso bro. Piajong matua bro pastago a guni down the body. Pasta ye, a yet piachin. General go by low beam lay to cook low beaver, general a yet matauchino, a yet catching. The Bureau Pastaka to go Chongte call to abroad to go hitching mengla be about it. Chongtema to go hitching mengla be bro to go ye teman, need like it, need like biro, pian sweatore kama to pa the other resolution. The nega sabro kamyaka luti pipi, kamya lu hong maudo. Tinega ne sabro kamyaka John Mahodobu, kamyaka pita pitwabi. So ye tema myo biro pian dugo pian se like kama, kamya lut home hodobu, kamya lut tipitwabi, kamya home hodobu a tipitwabi, kamya tinea sabro John Mahodobu, kamyaka pita pitwabi, so bro in pian kine. So area yet the maka lebe, pasta loadea ye tema nipalai biro, pian sweat to like it. Piro Hongane, deep pit dware Soreal, Dorota Bocharene, Tubare, Impian Yaudane, Tupalo the resolution, ye cated down tema tare via Palengo, you biro, Kotema ye pi, long table, Palo the resolution, Eri via Palengo, ye tema, ye Kotema to Nipalide, Nipalai biro, Eri ye Palengo to Piamma like biro, Papio the resolution, Kamati Nega Saburo, via Mahoda Bo. Lingma pure orange juice pitwabi so bro to got pure bro ayeku pian tao de Nichemengla can you change sora a pin pan tara mobene a ton tana a tip pitchin pupim a pion lechin kanyare yongji to ye a deta who popiare a yapide a pin pan tara mobene general a ton tarama a ton tema critogo yongji bro pupim pion lechin kanyare Yongji Duriye Pyongle Mugo Bong Pore Anine symbol Anine Lote Aya Pite Surago Biochina Pipare General Aton Tarama Critogo Yongji Bro Saint Hello Pyongle Ayago Bong Pore Anine Losone Aya Pipare Adigaka General Say Tema General Yen Nalong Da Tema The gay Critogo Yongji Lekan Bro a debut pinchin Kanyare a John Daga Yeji Song Pipare Redojang General General Yet Dama Crito would the gay Yongji Lekan Bro a debut pinchin Makanya the Yudo General Ne dying the Demata Kama Pione
နေတိုင်းပါစတာခေါ်ပြီးတော့ရေထဲမှာချောင်းထဲမှာရေငုပ်ပြီးတော့ရေသွားငုပ်ရင်တော့မှဘာမှအတိတ်ပဲမရှိပါဘူးဆိုလိုတာပါလဲဆိုလို့ရှိရင်နှစ်ချင်းမင်္ဂလာခံယူခြင်းဆိုတာအတွန်းတရံပြောင်းလဲခြင်းကိုကျွန်တော်တကယ်စိတ်နှလုံးထဲမှာပြောင်းလဲခြင်းကိုပုံဖော်တဲ့အရာဖြစ်ပါတယ်ကျွန်တော်ဟာပြစ်တရားကနေလွတ်မြောက်ပြီးတော့အတိတ်တော်အသက်တာကိုပိုင်ဆိုင်တဲ့အကြောင်းကိုပုံဖော်တဲ့အရာဖြစ်ပါတယ်ကျွန်တော်ပြုပြင်ပြောင်းလဲခြင်းခံရတယ်အတိတ်တော်အသက်တာကိုခံစားရခြင်းကိုပုံဖော်တဲ့အရာဖြစ်ပါတယ်အဲ့ဒါမှသာလျှင်ကျွန်တော်ရဲ့နှလုံးသားထဲမှာကျွန်တော်ရဲ့အတွင်းမှာပြောင်းလဲခြင်းခံရမှသာလျှင်ကျွန်တော်ရဲ့နှစ်ချင်းမင်္ဂလာခံယူခြင်းဟာအတိတ်ပဲရှိမှာဖြစ်ပါတယ်ဆိုတဲ့ဟာကိုဒုတိယအနေနဲ့ပြောချင်တာဖြစ်ပါတယ်တတိယအချက်ကပါလဲဆိုလို့ရှိရင်နှစ်ချင်းမင်္ဂလာခံယူခြင်းဆိုတာတန်ရှင်သောဝိညာဉ်တော်ကိုလက်ခံရရှိခြင်းဖြစ်ပါတယ်တန်ရှင်သောဝိညာဉ်တော်ရဲ့ဆုကျေးဇူးကိုခံစားရခြင်းသဘောဖြစ်ပါတယ်ကျွန်တော်ယေရှုခရစ်ရဲ့နှစ်ချင်းမင်္ဂလာကိုကျွန်တော်ခံကြည့်တဲ့အခါမှာတန်ရှင်တော်ဝိညာဉ်တော်ကဂျုံငယ်ကဲ့သို့သူ့ရှိမှရောက်လာတယ်သူယေရှုခရစ်နှစ်ချင်းမင်္ဂလာခံယူတဲ့အချိန်မှာတန်ရှင်တော်ဝိညာဉ်တော်ကသူ့ရှိမှရောက်လာတယ်တချို့ကျမ်းချက်တွေမှာဆိုလို့ရှိရင်ဂျုံငယ်ကဲ့သို့သူ့အပေါ်မှာဆင်းသက်လာတယ်ဒါပါပဲဖြစ်ဖြစ်ဝိညာဉ်တော်တန်ရှင်တော်ဝိညာဉ်တော်ခရစ်တော်ရှိမှရောက်လာတဲ့အကြောင်းကိုဖော်ပြချင်တာဖြစ်ပါတယ်ကျွန်တော်အတင်းတော်ဒီမှာခရိယာနေကြားထဲမှာတခါတလေငင်းခုန်တဲ့အရာတွေရှိတတ်ပါတယ်နှစ်ချင်းမင်္ဂလာနဲ့နှစ်ချင်းမင်္ဂလာခံယူခြင်းနဲ့ပတ်သက်ပြီးတော့ဒါပါလဲဆိုလို့ရှိရင်ယေ၌ဗတ္တိဇံခံယူခြင်းနဲ့တန်ရှင်တော်ဝိညာဉ်တော်၌ဗတ္တိဇံခံယူခြင်း baptism in water baptism in the Holy Spirit ဆိုတဲ့နှစ်ခုပေါ့လေဒီနှစ်ခုကိုတော်တော်လေးတချို့ကအငင်းအခုန်ဖြစ်ကြပါတယ်အထူးသဖြင့်ကျွန်တော်mainline churches တွေက baptism in water ကိုအတိအကပြောပြီးတော့ဒီ Pentecostal အသင်းတော်တွေကအထူးသဖြင့် AG လိုမျိုးအသင်းတော်တွေက baptism in the spirit တန်ရှင်တော်ဝိညာဉ်တော်မှာ baptism ခံယူခြင်းကိုပြောတတ်ကြပါတယ်ဒါပေမဲ့ဒီနှစ်ခုကအမြဲတမ်းပဲတွန်းတွဲနေတယ်ဒီနှစ်ခုကခွဲခြားလို့မရပါဘူးဒီနှစ်ခုကအတိတ်ပဲတမျိုးထဲပဲဖော်ပြခြင်းနဲ့ဖြစ်ပါတယ်ဆိုလိုတာကဘာလဲဆိုလို့ရှိရင်ဒီတန်ရှင်တော်ဝိညာဉ်တော်ကိုလက်ခံရရှိပြီးတော့တန်ရှင်တော်ဝိညာဉ်တော်ရဲ့ဆုကျေးဇူးကိုခံစားတဲ့သူတွေကနှစ်ချင်းမင်္ဂလာခံယူတာဖြစ်ပါတယ်တန်ရှင်တော်ဝိညာဉ်တော်ရဲ့ဆုကျေးဇူးကိုခံစားတဲ့လူတွေကတန်ရှင်တော်ဝိညာဉ်တော်ရဲ့ဆုကျေးဇူးကိုခံစားတဲ့အကြောင်းကိုတက်တည်ပြတဲ့အနေနဲ့နှစ်ချင်းမင်္ဂလာခံယူခြင်းဖြစ်ပါတယ်ဆိုတော့ရှင်တော်ဝိညာဉ်တော်မှာနှစ်ချင်းမင်္ဂလာခံယူခြင်း baptism in the spirit ကိုလက်ခံတဲ့တချို့အသင်းတော်တွေကဒီ baptism in the spirit ဝိညာဉ်တော်မှာ baptism ခံယူခြင်းကိုပါနဲ့ညီမျှခြင်းခြားကြလေးရှိတယ်လေဆိုလို့ရှိရင် baptism ဝိညာဉ်တော်၌ baptism မင်္ဂလာခံနေဆိုပြီးတော့မတိတော်ဘာသာစကားတွေပြောတယ်ဒါပြီးတော့မတိတော်ဘာသာစကားတွေကို interpret ပေါ်လေအ내ဖွင့်နေအဲ့ဒါမှတကယ်စစ်မှန်တဲ့တန်ရှင်တော်ဝိညာဉ်တော်၌နှစ်ချင်းမင်္ဂလာခံယူခြင်းလို့သူတို့ကခံယူရပေါ့လေဒေါချနာမတိတော်ဘာသာစကားကိုပါတာပြန်တာပြောတာနဲ့တန်ရှင်တော်ဝိညာဉ်တော်၌နှစ်ချင်းမင်္ဂလာကိုခံယူခြင်းကိုသူတို့ကတွန်းတွဲပြီးတော့ညှိမျှချင်းချပြီးတော့ပြောကြလေးရှိတယ်ဒါပေမဲ့တန်ရှင်တော်ဝိညာဉ်တော်၌နှစ်ချင်းမင်္ဂလာခံယူခြင်းဆိုတာဒီမတိတော်ဘာသာစကားကိုပြောခြင်းထက်အများကြီးကျေပြတ်ပါတယ်အများကြီးတာလွန်ပါတယ်ဆိုခရစ်တော်ရှိမှခရစ်တော်ကနှစ်ချင်းမင်္ဂလာခံယူတဲ့အခါမှာခရစ်တော်ရှိမှကြွလာတဲ့ဒီဂျုံးဟက်ပေါ်လေ dove တန်ရှင်တော်ဝိညာဉ်တော်ကဂျုံးဟက်ကဲ့သို့ခရစ်တော်ရှိမှကြွလာတယ်ဆိုတော့ကျွန်တော်အခုချိန်ထိပေါ့လေဒီလောက်ခေါ်တဲ့ဂျုံးဟက်ပေါ်လေဒါက peace ကိုပုံဖော်တဲ့အနေနဲ့ symbol peace symbol အနေနဲ့တချို့ကသုံးတယ်ပေါ့လေဆိုခရစ်တော်ရှိမှခရစ်တော်နှစ်ချင်းမင်္ဂလာခံယူတော့ကခရစ်တော်ပေါ်မှာကြွလာတဲ့ဒီဂျုံးဟက်တန်ရှင်တော်ဝိညာဉ်တော်ဆိုတဲ့ဟာတန်ရှင်တော်ဝိညာဉ်တော်ကိုဂျုံးဟက်တကောင်အနေနဲ့ပုံဖော်ပြီးတော့ရေးထားတာကျွန်တော်တို့တွေ့ရပါတယ်
ဒါဆိုလို့ရှိရင်ဒီဂျုံဟက်ဆိုရဲဒိုဆိုရဲဟာတမန်ကျမ်းစာမှာပါတယ်တမန်ကျမ်းစာမှာဒီဂျုံဟက်ဆိုရဲဟာကျွန်တော်တို့တွေ့ရလေးရှိပါတယ်ဥပမာအဖြစ်နောအေခဲမှာရေလုံးမိုးချင်းပေါ့လေရေလုံးမိုးချင်းပြီးသွားတဲ့အခါမှာဒီရေမရှိတော့တဲ့ကုန်းမြေရှိမရှိကိုဒီဂျုံဟက်တီကိုဆေလွတ်ပြီးတော့နောအေကလေ့လာခိုင်းလေးရှိပါတယ်နောက်ဆုံးဂျုံဟက်ကပါလဲဆိုလို့ရှိရင်တွားပြီးတော့သူကကုန်းပေါ်မှာသူကနားခဲ့ပြီးတော့အဲ့ဒီချိန်မှာသူကပါလဲဆိုလို့ရှိရင်နောအေရှိမှာပြန်ပြီးတော့တွားပါတယ်ဆိုတော့ပြောချင်တာပါလဲဆိုလို့ရှိရင်ဒီဂျုံဟက်ကနောအေတို့အဖွဲဟာဒီရေလွှမ်းမိုးခြင်းကနေသူတို့လုံးဝလွတ်မြောက်သွားပြီလွတ်မြောက်ခြင်းဒီလောကမှာရေလွှမ်းမိုးခြင်းကြောင့်ဒုက္ခဆင်းရဲမရှိတော့ဘဲနဲ့ဒီငြိမ်းချမ်းခြင်းကိုရပြီဆိုတဲ့သဘောနဲ့ဖော်ပြတာကျွန်တော်တို့တွေ့ရပါတယ်အဲ့ဒီကြောင့်တန်ရှင်တော်ဝိညာဉ်တော်ဂျုံငှက်ကဲ့သို့သောတန်ရှင်တော်ဝိညာဉ်တော်ဟာငြိမ်းချမ်းခြင်းကိုဖော်ပြတဲ့အရာဖြစ်ပါတယ်ငြိမ်သက်ခြင်းကိုဖော်ပြတဲ့အရာဖြစ်ပါတယ်ဆိုတော့ဂလာတိကျမ်းစာမှာလည်းပဲကျွန်တော်တို့တွေ့ရပါတယ်ဘာလဲဆိုလို့ရှိရင်ဒီငြိမ်သက်ခြင်းငြိမ်းချမ်းခြင်းဆိုတာတန်ရှင်တော်ဝိညာဉ်တော်ရဲ့အတီးအပွင့်ထဲကတစ်ခုဖြစ်တဲ့ peace ဆိုတော့ပြောချင်တာပါလဲဆိုလို့ရှိရင်တန်ရှင်တော်ဝိညာဉ်တော်ကိုခံစားရပြီးတော့နှစ်ချင်းမင်္ဂလာခံယူတဲ့တူရီရဲ့အသက်တာမှာငြိမ်သက်သောအသက်တာငြိမ်းချမ်းသောအသက်တာရှိတယ်သူတစ်ပါးကိုမုန်းခြင်းသူတစ်ပါးပေါ်မှာမကောင်းကြံခြင်းလုံးဝမရှိတော့ဘဲနဲ့ဒီတန်ရှင်တော်ဝိညာဉ်တော်ရဲ့ဆုကျေးဇူးကိုခံစားပြီးတော့နှစ်ချင်းမင်္ဂလာခံယူတဲ့ယုံကြည်သူတယောက်ရဲ့အသက်တာမှာငြိမ်သက်သောအသက်တာငြိမ်းချမ်းသောအသက်တာရှိတယ်ဆိုတာကိုကျွန်တော်တွေ့ရပါတယ်။ဒါပြီးတော့ဂျုံဟက်ကိုတမန်ကျမ်းစာထဲမှာပါဖြစ်ပုံဖော်ထားတယ်လဲဆိုရှင်သူကစင်ကြယ်ခြင်းကိုဖော်ပြတဲ့အရာဖြစ်ပါတယ်။ကျွန်တော် Leviticus ကျမ်းစာကိုကျွန်တော်ကြည့်တဲ့အခါမှာပါတွေ့ရတယ်လေဆိုလို့ရှင်ဒီဂျုံဟက်ဆိုတာအမတမတန်ရှင်းတဲ့တန်စင်တဲ့ဟက်တမျိုးဖြစ်တယ်။အဲ့ဒါကြောင့်ဒီတန်ရှင်းတန်စင်တဲ့ဟက်ဟာဘုရားသခင်ရှိမှာဇစ်ပူစော်ဖို့ရန်အတွက်တင့်တော်တဲ့တရိษံတမျိုးဖြစ်တယ်။သူကအမတမဖြူဖွေးပြီးတော့တန်ရှင်းတဲ့ဂျုံဟက်ဖြစ်တဲ့အတွက်ကြောင့်သူဟာဘုရားသခင်ရဲ့ရှိမှာတန်ရှင်းတဲ့ဇစ်ကောင်အနေနဲ့ကျွန်တော်ဇစ်ပူစော်ဖို့ရန်အတွက်သူတို့အတုံးပြုတ်ခဲ့တဲ့အရာဖြစ်ပါတယ်။ဤဒေလာလူမျိုးတွေကတမောင်းချမ်းစာမှာကျွန်တော်တွေ့ရပါတယ်။ဆိုတော့ပြောချင်တာကဒီဂျုံဟက်ဆိုတာပါလဲဆိုလို့ရှိရင်တန်ရှင်းခြင်းနုညံ့တိမ်မွေ့ခြင်းကိုဖော်ပြတဲ့အရာဖြစ်ပါတယ်။အဲဒါကြောင့်ခရစ်တော်ပေါ်မှာကြွလာတဲ့တန်ရှင်းတော်ဝဂျုံဟက်ကဲ့သို့ကြွလာတဲ့တန်ရှင်းတော်ဝိညာဉ်တော်ရဲ့ဆုကျေးဇူးကိုခံစားတဲ့ယုံကြည်သူတွေရဲ့အသက်တာမှာစင်ကြယ်သောအသက်တာနုညံ့တိမ်မွေ့သောအသက်တာကိုပိုင်ဆိုင်ကြပြီးဖြစ်ပါတယ်။ဆိုတော့တန်ရှင်တော်ဝိညာဉ်တော်ရဲ့လမ်းပြပို့ဆောင်ခြင်းကိုခံယူတဲ့ယုံကြည်သူတွေရဲ့အသက်တာဖြစ်ပါတယ်။ဆိုတော့ဒီနှစ်ချင်းမင်္ဂလာကိုခံယူတဲ့သူတွေဟာတန်ရှင်တော်ဝိညာဉ်တော်ရဲ့ဆုကျေးဇူးကိုခံစားရပြီးတော့တန်ရှင်တော်ဝိညာဉ်တော်ရဲ့လမ်းပြခြင်းကိုလိုက်လျှောက်အသက်ရှင်တဲ့သူတွေဖြစ်ပါတယ်။မကောင်းတဲ့ Holy Spirit တန်ရှင်တော်ဝိညာဉ်တော်ဖြစ်ပါတယ်။မတန်ရှင်တော်ဝိညာဉ်တွေ Daddy Spiritဒီကလမ်းပြတဲ့အသက်တာမဟုတ်တော့ပါဘူး။ညစ်ပတ်တဲ့မကောင်းတဲ့ Daddy Spirit စိတ်ဓာတ်ဒီကလမ်းပြတဲ့အသက်တာမျိုးမဟုတ်ဘဲနဲ့တန်ရှင်ဖြောက်မှတ်သောတန်ရှင်တော်ဝိညာဉ်တော်ရဲ့လမ်းပြခြင်းကိုခံယူတဲ့ယုံကြည်သူတွေဟာသူတို့ရဲ့အသက်တာမှာတန်ရှင်စင်ကြယ်ခြင်းနူးညံ့တိမ်မွေ့သောအသက်တာကိုပုံဖော်ဖို့ရန်အတွက်ဒီချင်းမင်္ဂလာကိုခံယူကြတာဖြစ်ပါတယ်။ပြောချင်တာပါလဲဆိုလို့ရှိရင်နှစ်ချင်းမင်္ဂလာခံယူခြင်းဆိုတာတန်ရှင်တော်ဝိညာဉ်တော်ကိုတန်ရှင်တော်ဝိညာဉ်တော်ရဲ့ဆုကျေးဇူးကိုလက်ခံရယူခြင်းဖြစ်ပါတယ်။တန်ရှင်တော်ဝိညာဉ်တော်ရဲ့ဆုကျေးဇူးဆိုတာအမျိုးမျိုးရှိနိုင်ပါတယ်။ငြိမ်သက်ခြင်းငြိမ်းချမ်းသောအသက်တာရှိတယ်။စင်ကြယ်သောအသက်တာရှိတယ်။နူးညံ့တိမ်မွေ့သောအသက်တာရှိတယ်။ဒါကတန်ရှင်တော်ဝိညာဉ်တော်ရဲ့ဆုကျေးဇူးကိုခံစားတဲ့ယုံကြည်သူတွေရဲ့အသက်တာမှာဖြစ်ပါတယ်။နှစ်ချင်းမင်္ဂလာကိုခံယူသောသူများဟာထိုကဲ့သို့သောတန်ရှင်တော်ဝိညာဉ်တော်ရဲ့ဆုကျေးဇူးကိုခံစားကြပါတယ်။စရုပ်ထအချက်ကပါလဲဆိုရှင်
Niche Mangala can you change sora, a din or tema, din win chingu, popia chin pipare. Jarohan Niche Mangala can you change on a din or tema, goga, a din win pipi, a dinda pipi sore, the bo pipare. Uma the cho a din or riga, Uma Niche a din or lumyoga, the roga believer baptism, Yongchi chen Niche Mangala bo. Yoshanaga, they say, listen on his piman, Niche Mangala pere. The method Norica, the infant baptism low core, Kale Leko baptism pere haboli. By PPT baptism, Kalele baptism bepipit, Yoji Chen baptism bepipit, the baptism sore ayaka, a din or tema, a din one pipi sore, the bogu, bumpore, the bo pipare, general a din or tema membership, a din one pite sore, the bogu, bumpore, aya pipare. Solora Bale solution. General Yongji Chensora, the wood they out tene, Mapiso Mabu. The Yongji dot to the deshin at the end of Tema General Tuaburo, Bowen Chimpipare. Eric the John, Niche Mangla can you Chensora at the end of Tema, Tin one Chimpipare. The solution at the end of Tema General had Tinta Pite, a great John, Palo at the solution. The at the end of ye, a Muro song, long arma, General have Bowen. Lore Sore Haku, Popiare Ayapipare. A dinda pipi solution tea, a dinda ye longa, mura longa tema, power yachin pipare. A red the John, a dinda tema pare sobra, a dinda Piachon Lematuaro Vene, a dinda longa maleba maparo Vene, Didime Gohaneko name solution daka, Mangane, Hitchimengla, can you chin Mahobabu? Chimingla can you change or a dinda pipi, a dinda pitching or popiare yapide, a dinda pipi a kama solution, a dinda ye muros long anima, general to abro, Bowen pate puyan, a dolebe, pite, surapo, popiachina pipare. Dabra a dinda tema, general a din one pide kama, Nichimingla can you change or a dinda ye, silo ninium, mugolebe popiare ayapipare. Babylon lesser general Niche Mangla can you chensora, dear Dindo tema, di Gangana tema, a dinda a young amumio, no cantamai amumio, Jeroga Quepia Java lime. Jeroya Saint Dani Jeroga Quepia Java lime. Jeroya two a Saint Dani Jero Quepia Java lime. Jero da yoni Quepia Java lime. Dawime Jeroha, Niche Mangala, the coup di the mute goda can you biro. The attend of my power lare at the jump, Jeroha near go mount Mari Pipabi. So Niche Mangla can you chensura? Attend or ye silo mukole port yare ayapipare. Niche Mangla the muti go to Goda can you re, Yongji duri pite at the jump, Jeroha, the data godi, the muti pite, Jeroha silo nino yame sore the bogu, bopore, ayaleve pipare. So Niche Mangla can you chensura? A din or tema tin one chin pipiro, a din or ye long anima, General Tanhine the mia powen, low song chin, a mura long ama, General Bowen chin, the ball pipare. So now so much check up Pale solution. Niche Mangla can you chin sora Pale solution. Payat can ye nine or tema general, a tin one pipi, Payat can ye nine ta pipi sore. A day be pipare. Corridogo, getting chin a pionji lecane, the John. Jeroha Piada King Nangan Noma, one Zakon Yabi. Piada King Nanganda Piquan Yabi, sore, double pipare. So Niche Mangla can you read the John, a din or tema thing wonder, Nemalo Labao. Piada King Nangan Noye, Nanganda Pichingo. Bumpore ya pipare. Niche Mangla can you read the John? Piatkin ye Nanganda Pita Mobene. Crypto ye go Yongji Lekande the John. Piatkin ye Nangando da Pite a Jango. Bumpore Niche Mangla can you chin pipare. Piatkin ye Nangano ye a din one. Nanganda Pite a Jango. Bumpore simple and in a general gun Niche Mangla can you chin pipare. The John Hitchim Mangalago can you be the Yongji Duri ha? Diloka ma deshin be made Diloka Dari Modo. Payat King Nangan Dari Pipi.
citizens of the kingdom of God ကျွန်တော်ဟာဒီလောကရဲ့နိုင်ငံသားတွေမဟုတ်တော့ဘူး we are no longer the citizens of this world ဒီလောကရဲ့နိုင်ငံသားတွေမဟုတ်တော့ဖျားသခင်ရဲ့နိုင်ငံတော်ရဲ့နိုင်ငံသားတွေဖြစ်ကြပြီဆိုလိုတာကကျွန်တော်ယုံကြည်သူတွေရဲ့အသက်တာမှာနှစ်ချင်းမင်္ဂလာကိုခံယူပြီးတဲ့ယုံကြည်သူတယောက်ရဲ့အသက်တာဟာကျွန်တော်အသက်ရှင်တဲ့ပုံတရံဟာဒီလောကသားလို့အသက်မရှင်တော့ဘဲနဲ့ဖျားသခင်ရဲ့နိုင်ငံသားကဲ့သို့ကျွန်တော်နေ့စဉ်အသက်ရှင်ဖို့ရန်အတွက်လိုအပ်တဲ့သဘောဖြစ်ပါတယ်နှစ်ချင်းမင်္ဂလာကိုခံယူပြီးတော့ခရစ်တော်ကိုယုံကြည်လက်ခံပြီးတော့နှစ်ချင်းမင်္ဂလာကိုခံယူပြီးတဲ့ယုံကြည်သူဟာဒီလောကီသားတယောက်အနေနဲ့မဟုတ်တော့ဘဲနဲ့ဖျားသခင်ရဲ့နိုင်ငံတော်နိုင်ငံသားအဖြစ်နဲ့ကျွန်တော်အသက်ရှင်တတ်ဖို့အင်မတန်မှအရေးပါပါတယ်။ဒေါ်ရှင်နာဒီလောကအရာတွေဆွဲလန်းတတ်မဲ့ခြင်းအရာထက်ဖျားသခင်ရဲ့နိုင်ငံတော်ရဲ့အနှစ်သာရကိုမုံမြတ်ပြီးတော့အသက်ရှင်တဲ့သူတွေဖြစ်ဖို့လိုပါတယ်။ဒေါ်ရှင်နာဖျားသခင်ရဲ့နိုင်ငံတော်ဆိုတာပါလဲဆိုရှင်မေတ္တာတရားရှိတယ်ငြိမ်သက်ခြင်းတရားရှိတယ်အဲ့ဒါကြောင့်ဒီဖျားသခင်ရဲ့နိုင်ငံသားဖြစ်တဲ့ကျွန်တော်ဟာဒီဖျားသခင်ရဲ့နိုင်ငံတော်ရဲ့အနှစ်သာရတွေဖြစ်တဲ့ချစ်ချင်းမေတ္တာငြိမ်သက်ခြင်းတရား၌ကျွန်တော်အသက်ရှင်ဖို့ရန်အတွက်လိုအပ်တယ်ဆိုတော့နှစ်ချင်းမင်္ဂလာကိုခံယူပြီးတဲ့ယုံကြည်သူတွေဟာဒီလောကသားတယောက်လိုမဟုတ်ဘဲနဲ့ဖျားသခင်ရဲ့နိုင်ငံသားကဲ့သို့ကျွန်တော်အသက်ရှင်တတ်ဖို့ရန်အတွက်လိုအပ်တယ်ဆိုတာကိုဖော်ပြချင်တာဖြစ်ပါတယ်ဒီနေ့မှာကျွန်တော်ရဲ့နှုတ်ကပတ်တော်ကိုပြန်ပြီးတော့အတူချုံရမယ်ညီကုန်းချုပ်ရမယ်ဆိုလို့ရှိရင်ကျွန်တော်ခရစ်တော်ဟာကျွန်တော်ရှင်ယောဟန်ထဲမှာဖတ်သလိုပဲဗပ်တိဇံဆရာယောဟန်စီမှာနှစ်ချင်းမင်္ဂလာတူခံယူခဲ့ပါတယ်ဒါဟာဘုရားသခင်ကျွန်တော်လူသားရဲ့အပြစ်တရားကိုတူလည်းပဲခံစားပြီးတော့ကျွန်တော်ရဲ့လူသားတဘာဝကိုသူကညဝေခံစားတဲ့သဘောဖြစ်တယ်လို့ပဲသူဟာခရစ်ဒီလောကသားတွေကိုအပြစ်ကနေကယ်တင်ဖို့ရန်အတွက်တည်တဲ့အထိဘုရားသခင်ရဲ့စကားကိုနာခံတဲ့အကြောင်းကိုတက်တည်ပြဖို့ရန်အတွက်သူကနှစ်ချင်းမင်္ဂလာခံတဲ့အရာဖြစ်ပါတယ်ဆိုတော့ခရစ်တော်လည်းပဲနှစ်ချင်းမင်္ဂလာခံယူတဲ့အတွက်ကြောင့်ဒီခရစ်တော်ကိုယုံကြည်တဲ့ကျွန်တော်ခရိယန်ကျွန်တော်ကိုင်းကနာမတူညီတဲ့ကိုင်းကနာအားလုံးခရိယန်အားလုံးကနှစ်ချင်းမင်္ဂလာကို sacrament အနေနဲ့ကျွန်တော်ကကျင့်သုံးကြပါတယ်ကျွန်တော်ကိုင်းကနာဒီဘယ်လောက်ပဲကွဲပြားနေပါစေနှစ်ချင်းမင်္ဂလာခံယူခြင်းဆိုတာခရိယန်ဘာသာရဲ့အမတန်မှအရေးပါတဲ့တင်ကေတအနေနဲ့ကျွန်တော်ကလက်ခံထားတာကျင့်သုံးကြတာဖြစ်ပါတယ်အဲ့ဒါကြောင့်ဒီနှစ်ချင်းမင်္ဂလာခံယူခြင်းဆိုတာကျွန်တော်ယုံကြည်သူရဲ့အတက်တာမှာအတိတ်ပဲ၅မျိုးရှိတယ်ဆိုတာကိုကျွန်တော်ဖော်ပြထားတာဖြစ်ပါတယ်ပထမအချက်ကနှစ်ချင်းမင်္ဂလာခံယူခြင်းဆိုတာခရစ်တော်မှာကျွန်တော်အပြစ်တရားမှာအတေခံပြီးတော့အတိတ်တော်အတက်တာနဲ့အပြစ်တရားကနေလွတ်မြောက်ပြီးတော့ရှင်ပြန်ထမြောက်တဲ့အတက်တာကိုပိုင်ဆိုင်ခြင်းပုံဖော်ထားတဲ့အရာဖြစ်ပါတယ်ဒါပြီးတော့နှစ်ချင်းမင်္ဂလာခံယူခြင်းဆိုတာအပြစ်တရားကနေလွတ်မြောက်ပြီးတော့တန်ရှင်တော်အတက်တာပြောင်းလဲသောအတက်တာကိုပိုင်ဆိုင်ခြင်းကိုပုံဖော်ထားတဲ့အရာဖြစ်ပါတယ်ဒါပြီးတော့နှစ်ချင်းမင်္ဂလာခံယူခြင်းဆိုတာတန်ရှင်တော်ဝိညာဉ်တော်ရဲ့ဆုကျေးဇူးကိုလက်ခံရရှိပြီးတော့တန်ရှင်တော်ဝိညာဉ်တော်ရဲ့အတိအပွန်ကိုတီးပွန်တဲ့အတက်တာမျိုးကိုပိုင်ဆိုင်တဲ့ယုံကြည်သူရဲ့အတက်တာကိုပုံဖော်ထားတဲ့အရာဖြစ်ပါတယ်နံပါတ်၄အချက်မှာကျတော့နှစ်ချင်းမင်္ဂလာခံယူခြင်းဆိုတာအတင်းတော်မှာကျွန်တော်တင်းဝင်အတင်းတော်မှာအတင်းဝင်ဖြစ်လာပြီးတော့အတင်းတော်ရဲ့အမှုတော်ဆုပ်လုပ်ငန်းမှာမိမိတတ်နိုင်တဲ့လောက်ပါဝင်ရမယ်ဆိုတဲ့တင်းဝင်ခြင်းအတိတ်ပဲကိုဖော်ဆောင်တဲ့နှစ်ချင်းမင်္ဂလာခံယူခြင်းဖြစ်ပါတယ်နံပါတ်5အချက်ကပါလဲဆိုလို့ရှိရင်နှစ်ချင်းမင်္ဂလာခံယူခြင်းဆိုတာဘုရားသခင်ရဲ့နိုင်ငံတော်ထဲမှာနိုင်ငံသားဖြစ်ခြင်းကိုပုံဖော်တဲ့အရာဖြစ်ပါတယ်အဲ့ဒါကြောင့်ကျွန်တော်နေ့စဉ်အသက်ရှင်တဲ့အခါမှာဒီလောကသားတယောက်လို့ကျွန်တော်အသက်မရှင်ဘဲနဲ့ဘုရားသခင်ရဲ့နိုင်ငံသားတယောက်အနေနဲ့ကျွန်တော်နေ့စဉ်နဲ့မြအသက်ရှင်တတ်ဖို့လိုတယ်ဆိုတဲ့ဟာဒီနေ့နှစ်ချင်းမင်္ဂလာယေရှုခရစ်ရဲ့နှစ်ချင်းမင်္ဂလာခံယူခြင်းကိုအခြေခံပြီးတော့ကျွန်တော်ဒီနေ့ဝေငှလိုတာဖြစ်ပါတယ်ကျွန်တော်ရဲ့အသက်တာမှာနှစ်ချင်းမင်္ဂလာခံယူခြင်းရဲ့တန်ဖိုးအနှစ်သာရတွေကို
ကျွန်တော်ရဲ့အသက်တာမှာရယူပိုင်ဆိုင်တဲ့ယုံကြည်သူတယောက်ရဲ့အသက်တာမျိုးကိုကျွန်တော်ပိုင်ဆိုင်နိုင်ဖို့ရတဲ့ကျွန်တော်ဒီနေ့ဟောကြားသွားတဲ့နှုတ်ကပတ်တော်ပေါ်ဖခင်ရှင်ကောင်းချီးပေးပါစေအားလုံးကျေးဇူးတင်ပါတယ်ဒီနေ့ဝတ်ပြုလာကြတဲ့ကျွန်တော် LCF ကယုံကြည်သူများတော်လကောင်းတဘရောဒီနေ့ဝတ်မပြုနိုင်တဲ့သူတွေလည်းပဲရှိတဲ့နေရာမှာဖခင်ရှင်ကဆက်လက်ပြီးတော့မဆာကောင်းချီးပေးပါစေအခုချိန်မှာဆိုလို့ရှိရင်ကျွန်တော်အစီဝေဝတ်ပြုခြင်းအစီအစဉ်ကိုအဆုံးသတ်တော့မှာဖြစ်ပါတယ်ဝတ်ပြုခြင်းအစီဝေပြီးလို့ရှိရင်နိုင်ဝတ်နာပြီးတော့ EC အစီဝေတက်ရောက်ပေးချပို့ရအတွက် EC ကော်မတီဝန်များကိုလည်းပဲယေရှုနာမ၌ကျွန်တော်ရဲ့ဥက္ကဋ္ဌကိုစားဒီကနေဖိတ်ခေါ်လိုပါတယ်ကျွန်တော်ဒီနေ့အဆုံးသတ်ဖို့ရန်အတွက်အားလုံးဆုတောင်းကြပါစို့တန်ရှင်မြတ်မြတ်ဆုံးလင်းတော်မူသောကျွန်တော်ရဲ့ကိုးကွယ်ရာဖြစ်တော်မူသောထာဝရမြတ်စွာဘုရားရှင်ကျွန်တော်ဒီနေ့ LCF မှာရှိတဲ့ကိုရိုင်းသားသမီးများဤကဲ့သို့ online ကနေကိုရဖျားကိုဝတ်ပြုကိုးကွယ်နိုင်ဖို့ရန်အတွက်ရောက်စီတိုင်းကိုကိုရကောင်းချီးပေးတဲ့အတွက်ကြောင့်ကိုရယေရှုတင်ပါတယ်ကိုရဖျားဒီနေ့ကျွန်တော်ဝတ်ပြုတဲ့နေရာမှာကျွန်တော်ပြုခဲ့သောအမှုအစီအစဉ်တစ်ခုစီကိုကျွန်တော်အတွက်ကိုရကောင်းချီးပေးတော်မူပါကိုရဖျားကျွန်တော်ရဲ့တက်တာမှာကျွန်တော်ကိုလမ်းပြပို့ဆောင်သောကျွန်တော်ကိုကွယ်ကာသောနှုတ်ကပတ်တော်ဖြစ်စေဖို့ရန်လည်းပဲကျွန်တော်ကြားနာခဲ့သောနှုတ်ကပတ်တော်ကိုကိုရကောင်းချီးပေးတော်မူပါကိုရဖျားဒီနေ့မနေ့ဖြန်ကနေစပြီးတော့တပတ်တာလုံးကျွန်တော်အလုပ်လုပ်တဲ့နေရာမှာလည်းပဲအရှင်ဘေချောင်းမွေစွာနဲ့တပတ်တာလုံးကျွန်တော်အလုပ်လုပ်ပြီးတော့နောက်ပါဥပုံနေမှာလည်းပဲဤကဲ့သို့ကိုရဖျားကိုအတူတကွမေတ္တာရဖွဲ့ပြီးတော့ဝတ်ပြုကိုးကွယ်နိုင်ဖို့ရန်အတွက်ကျွန်တော် LCF member များအားလုံးကျွန်တော်ဆက်လက်ပြီးတော့တပတ်တာလုံးလမ်းပြပို့ဆောင်တော်မူပါဒီနေ့ကျွန်တော်ဝတ်ပြုခြင်းအစီအစဉ်အစလည်းဆုံးတိုင်းအောင်ကျွန်တော်နဲ့ပါရှိတော်မူတဲ့အတွက်ကြောင့်ယေရှုတော်ချီးမွမ်းလက်ယေရှုနာမ၌ဆုတောင်းကြပါတဲ့အရှင်ထာဝရမြတ်စွာဘုရားရှင်အာမင်အားလုံးကိုကျေးဇူးတင်ပါတယ်ဘုရားရှင်ကောင်းချီးပေးပါစေဘုရားရှင်ခြေအနေငြိမ်သက်ခြင်းအားလုံးခံစားကြပါစေအားလုံး